ဒီနေ့ဒီဗီဒီယိုလေးမှာလူတွေဘာကြောင့်စိတ်ဖိစီးနေတာလဲဆိုတာလေးကိုပြောပြချင်ပါတယ်ကျွန်တော်စီကိုပိုးရှင်းလာယူတဲ့ client တော်တော်များများကသူတို့မှာရင်ထဲမှာအဆိုင်ခဲတွေရှိတယ်သူတို့ဖွင့်ထုတ်လို့မရတဲ့အရာတွေရှိတယ်အဲ့ဒီအတွက်ဘာကြောင့်အဲ့ဒီလိုဖွင့်မထုတ်ထားလဲလို့ကျွန်တော်မေးကြည့်တဲ့အချိန်မှာသူတို့အတွက်တကယ်ယုံကြည်ရတဲ့ရင်ဖွင့်ပေါ်မရှိလို့ပြန်ပြောကြပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဘဝမှာလူတွေကရင်မဖွင့်ကြတာကပထမကကျွန်တော်တို့ရဲ့ရင်ဖွင့်မှုအပေါ်မှာအပြစ်တင်မှာစိုးရိမ်လို့ဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ရင်ဖွင့်လိုက်တဲ့အရာတွေအပေါ်မှာကိုယ်နဲ့အဆင်မပြေတဲ့အချိန်မှာအဲ့ဒီအရာကိုခုတုံးလုပ်ပြီးကိုယ့်အပေါ်အနိုင်ယူမှာစိုးရိမ်တဲ့အတွက်တကယ်ရင်မဖွင့်ကြတာဖြစ်ပါတယ်အဲ့တော့ဒီပြဿနာကိုဖြေရှင်းလို့ရမယ့်နည်းလမ်းတစ်ခုကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ journaling ရေးခြင်းပါဟုတ်ပါတယ် journaling ရေးခြင်းကတင်းရဲ့စိတ်ခံစားမှုတွေကိုပေါ်ပါစေတယ်လို့တင်းရဲ့တင်းအတွက်ဘာတွေခံစားနေရတယ်ဆိုတာကိုပါသိရှိစေပါလိမ့်မယ်အကယ်၍တင်ကရင်ထဲမှာခံစားနေရတာရှိတယ်ရင်ဖွင့်ပေါ်လဲမရှိဘူးဆိုရင်ဒီအရာလေးကိုလုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်ဒီဗီဒီယိုလေးကလည်းတင့်အတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အကယ်၍အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါအောင်ကျွန်တော်နာမည်တော့ကိုစိန်ချွေပါ live code တစ်ယောက်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye